ကျွန်တော်အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီနေ့ပေါ့နော်ကုချပေါင်း channel ကနေကျွန်တော်မိတ်ဆွေတို့ကိုပြန်လဲကြိုဆိုလိုက်ပါတယ်အဲ့တော့ပေါ့နော်ကျွန်တော်တို့ဒီအဖွင့်လေး12နာရီပေါ့ဗျာအင်္ဂါနေ့ပေါ့တနင်္လာနေ့ကထုံးစံတိုင်းပေါ့အမြဲတမ်းပိတ်တယ်လို့တော့ပြောရမှာဖြစ်အဲ့တော့ကျွန်တော်တို့ကျွန်တော်တို့20နဲ့ပြတာဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်ထွက်မယ်လို့လဲကျွန်တော်ကမဆိုလို့ဘူးဒါမိတ်ဆွေတို့ကိုကျွန်တော်ကတွက်ပြတယ်ပေါ့ဗျာကြားရင်တော့ထိုးလိုက်ပေါ့နော်ဒါပါပဲကျွန်တော်မျိုးများကျွန်တော်ကတော့ကျွန်တော်ရဲ့ channel မှာပေါ့နော်ဒီ Telegram Viber link ချိတ်ထားတယ်ပေါ့နော်ဘယ်လိုဝင်ရလဲဆိုတာနောက်မှပြောပြအဲ့တော့ကျွန်တော်မျိုးများကျွန်တော်တို့အခုလိုမျိုးပေါ့နော်ခုံ3ညပေါ့နော်3လုံးပေါင်းချင်းကြီးကျွန်တော်တို့ကပါလဲဆိုတော့4ရတယ်အဲ့ဒီလို3လုံးပေါင်းချင်း4ရတာကကျွန်တော်တို့က3ည4 3ညပေါင်းချင်းကြီးကလည်းကျွန်တော်တို့4ဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့ကျွန်တော်တို့က8နဲ့3ပေါ့နော်ပေါင်းချင်းဒီ3ဖြစ်တာမို့လို့ကျွန်တော်တို့က2နဲ့9 3လုံးပေါင်းချင်းကလည်းကျွန်တော်မျိုးစီများ3ဖြစ်ပါတယ်ဒါမှမဟုတ်ကျွန်တော်တို့နောက်တစ်ခုကိုစက်ကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်မျိုးစီများ9ရဲ့9ရဲ့8ရဲ့ကိုပေါင်းလိုက်လို့ရှိရင်ကျွန်တော်မျိုးစီများနောက်10ပေါ့နော်အဲ့တော့10ဆိုတော့ကျွန်တော်မျိုးစီများကျွန်တော်တို့က9ခွန်8ပေါ့နော်3လုံးပေါင်းချင်းကျွန်တော်က10အဲ့လို3လုံးပေါင်းချင်း10ဖြစ်တာကကျွန်တော်တို့ကဒီ4ရဲ့2ရဲ့ပေါင်းချင်းက6ပေါ့နော်အဲ့တော့10ဖြစ်နေတာမို့လို့ကျွန်တော်ကပါလဲဆိုတော့ဒီနေရာမှာ4ဖြစ်ရမှာဖြစ်ပါတယ်4ထိပ်ဖြစ်ပါတယ်အဲ့တော့ကျွန်တော်ကဒါ12နာရီခန့်အတွက်ကျွန်တော်က4ထိပ်ကြီးဖြစ်ပါတယ်4ထိပ်ကြီးဖြစ်တာဖြစ်တဲ့ကြောင့်ကျွန်တော်ကနောက်ပိတ်ကိုထပ်မှန်ပြီးတော့တွက်မယ်ပေါ့ဗျာကျွန်တော်နောက်ပိတ်ကိုတွက်တဲ့အခါမှာလဲကျွန်တော်တို့က1ရဲ့ခွန်ရဲ့ကိုပေါင်းလိုက်တာက9ပေါ့နော်3လုံးပေါင်းချင်း9ဖြစ်တာကလေကျွန်တော်တို့ကဒီ9ရဲ့3ညရဲ့ပေါင်းချင်းကလေ9ဖြစ်ပါတယ်တမ်းပြီးတော့ကျွန်တော်တို့က3ညရဲ့8ရဲ့2ရဲ့ပေါင်းလိုက်တာကကျွန်တော်မျိုးစင်များ10ရတယ်အဲ3လုံးပေါင်းချင်း10ရာကကျွန်တော်တို့ကဒီ389ပေါင်းချင်းကလေကျွန်တော်မျိုးစင်များ10ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကဒီမှာပေါ့နော်ကျွန်တော်တို့က95ခွန်3လုံးပေါင်းချင်းဒီကျွန်တော်မျိုးစင်များ1ဖြစ်တာမို့လို့ကျွန်တော်တို့ကဒီမှာ4နဲ့8နဲ့ပေါင်းချင်းဒီ2ပေါ့နော်2ဆိုတော့ကျွန်တော်က1ဖြစ်ရှင်တော့ကျွန်တော်က9ထည့်လိုက်တယ်ဒါကြောင့်မို့လို့ကျွန်တော်ရဲ့12နာရီနော်ညနေခင်း12နာရီခဏက6ပိတ်ပေါ့နော်6ပိတ်နဲ့4ထိပ်နဲ့ပေါ့နော်အဲ့တော့4 9ပေါ့နော်အဲ့တော့ကျွန်တော်မျိုးစုအနေနဲ့ကျွန်တော်တို့ကဒီ Viber channel ကလည်းကျွန်တော်ချိန်ထားတဲ့အခါမှာဘယ်လိုလာမလဲဆိုတော့ပေါ့နော်ကျွန်တော်မျိုးစုစောစောဦးဆုံးနေမှာဝင်တွေ့ရခြင်းပုံစံမျိုးနဲ့တွေ့ရပြီးတော့ကျွန်တော်မျိုးစုအနေနဲ့ပေါ့နော်ကျွန်တော်အလွယ်တကူဝင်လို့မရအောင်ကျွန်တော်ကဖန်တီးထားခြင်းဖြစ်ပါတယ်အဲ့တော့ကျွန်တော်ကဒီလိုဟာလေးကိုမျိုးစုလိုနေနဲ့တစ်ချက်နှိပ်ရမှာဖြစ်ပါတယ်ဒါကိုနှိပ်မှသာလေကျွန်တော်ရဲ့ channel ကိုရောက်ရှိမှာဖြစ်ပါတယ်ဒါက Viber အတွက်ပြောတာViber အတွက်ပြောခြင်းဖြစ်ပါတယ်အဲ့တော့ကျွန်တော်ကဒီ Telegram အတွက်ကိုသွားတဲ့အခါမှာလေပေါ့နော်ကျွန်တော်မျိုးစုများကျွန်တော် Telegram အတွက်လည်းကျွန်တော်တို့Telegram link တွေကိုကျွန်တော်မျိုးစုများဒီ Viber မှာချိန်တဲ့ Telegram link တွေကိုဝင်လိုက်တဲ့အခါမှာအခုလိုမြင်ရတဲ့အခါမှာမျိုးစုတို့အနေနဲ့ဒီပေါ့နော်ဒီလို channel ဝင်ရန်ကိုနှိပ်မှသာလျှင် channel တွေကိုရောက်မှာဖြစ်ပါတယ်အဲ့တော့ဒါတခုကတော့ကျွန်တော်ကဈေးကွက်ထိပ်ကြီးကြည့်ရန်ဆိုရင်ဈေးကွက်ထိပ်ကြီးကိုကြည့်မှသာလျှင်အဲ့ဒီ channel တွေကိုရောက်ရှိမှာဖြစ်ပါတယ်အဲ့တော့မျိုးစုတို့အနေနဲ့စပြီးလေပတ်လာမယ်ဆိုရင်အဲ့လိုမျိုးတွေ့ရမှာဖြစ်ပါတယ်ကျွန်တော်ဒီ12နာရီခဏပေါ့နော်ကျွန်တော်မျိုးစုများကျွန်တော်ကဒီ၄ခုက main ပေါ့နော် power ကျတယ်ပေါ့နော်၄ခုက main ရင်ကျွန်တော်ကအရန်99ရယ်29ရယ်44ရယ်46ရယ်4နှစ်ရယ်ဆိုပြီးတော့ပေါ့နော်ခဏ6ပဲပေါ့နော်အောက်ကဟာအရန်ပေါ့နော်ကျွန်တော်က၄ခုကို power နဲ့ခက်ရိုက်ထားခြင်းဖြစ်ပါတယ်အဲ့တော့ဒါဆိုရင်ကျွန်တော်မျိုးစုများဒီလောက်ဆိုရင်ဒါကတော့မနေ့ခင်းပိုင်းအတွက်အဆင်ပြေသွားပြီလို့ကျွန်တော်ထင်ပါတယ်အဲ့တော့ကျွန်တော်ညနေခင်းတက်ကိုကျွန်တော်တို့ထက်ကြည့်မှာဖြစ်ပါတယ်ကျွန်တော်ညနေခင်း4နာရီခွဲကိုကျွန်တော်တို့ကြည့်တဲ့အခါမှာပေါ့နော်ကျွန်တော်တို့ကအခုလိုမျိုးပဲဒီလိုပေါ့ဗျာ4 8ပေါ့နော်ပေါင်းခြင်းနဲ့ခွန်နဲ့ပေါင်းတော့9ပေါ့နော်အဲ့တော့ကျွန်တော်ကဒီမှာပေါ့နော်အဲ့တော့ကျွန်တော်9လေး1ချင်းဆိုပြီးတော့ယူလိုက်တော့9ဆိုပြီးဆင်းတယ်အဲ့တော့ကျွန်တော်2 3နှစ်ကိုကျွန်တော်ကပေါင်းရင်ခွန်ပေါ့နော်ဒါကြောင့်မလို့ခွန်နဲ့1ချင်းပေါ့ဗျာအဲ့ခွန်ဆင်းတယ်ပေါ့တက်မှပြီးတော့ကျွန်တော်က2 3ညခွန်ကိုကျွန်တော်တို့ပေါင်းလိုက်တဲ့အခါမှာကျွန်တော်မျိုးစုမှာ9ရတယ်ဒါကြောင့်မလို့ကျွန်တော်က9လေး1ချင်းမှာနောက်ပိတ်မှာ9လေး1ချင်းဖြစ်ရမယ်လို့ကျွန်တော်ကတွက်ပြတာပေါ့နော်အဲ့တော့ကျွန်တော်တို့ထပ်မှန်ပြီးတော့ပေါ့နော်နောက်ထိပ်စီးပေါ့နော်ကီးကိုတွက်မယ်ပေါ့နော်ကီးကိုတွက်တဲ့အခါမှာကျွန်တော်တို့က3ညခွန်6ပေါ့နော်3လုံးပေါင်းချင်းဒီ3ပေါ့နော်3ရဲ့နှစ်ခက်က3ရဲ့ပါဝါက8ပေါ့နော်3ရဲ့နှစ်ခက်က9ပေါ့နော်အဲ့တော့3 8 5မှာကျွန်တော်တို့ကဒီမှာ3ထိပ်လာဖြစ်တယ်ပေါ့နောက်တစ်ခုအနေနဲ့ကျွန်တော်တို့ကဒီ2 8 6ပေါ့နော်ပေါင်းချင်းဒီကျွန်တော်မျိုးစင်များ6ရတယ်အဲ့တော့ဒီ6ရဲ့6ပေါ့နော်6ရဲ့ကျွန်တော်တို့ကဒီမှာပေါ့နော်6ရဲ့ပါဝါ1ပေါ့နော်6ရဲ့နှစ်ခက်က9ပေါ့နော်ဒါကြောင့်မို့ကျွန်တော်က6လာဆင်းတယ်ပေါ့ဗျာအဲ့တော့ထပ်မှန်ပြီးတော့ကျွန်တော်ကနောက်ဒီအဖွင့်
ပွင့်ရဲ့ညနေခင်း4နာရီပဲခီးကိုကြည့်လိုက်တဲ့အခါမှာ4ရဲ့5ရဲ့9ရဲ့ကိုကျွန်တော်တို့ကပေါင်းလိုက်တယ်ဆိုခဲ့ရင်ကျွန်တော်မျိုးစင်များ8ရတယ်ဒါကြောင့်မို့လို့ပေါ့နော်8ပေါ့နော်8ရဲ့ power က3ပေါ့နော်8ရဲ့နှက်ကက1အဲ့တော့ကီးအနေနဲ့က83ထွက်မယ်လို့ကျွန်တော်ကပြောခြင်းဖြစ်ပါတယ်အဲ့တော့ကျွန်တော်က main ဘက်ကိုရှာလိုက်တဲ့အခါမှာပေါ့နော်ကျွန်တော်မျိုးစင်များ93နဲ့43လွယ်ပေါ့နော်ကျွန်တော်ကနှစ်ခွန် break ကိုကြိုက်တယ်ပေါ့နော်အဲ့တော့ဒါကြောင့်မို့လို့ကျွန်တော်ရဲ့ main က93နဲ့43ပေါ့နော်အရင်ကကျွန်တော်က98 91 48 48 41ဖြစ်ပါတယ် okay ပါအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ